သူလေတော့တကူကြားလိုက်တယ်ပိုက်တာပဲကောင်းပါကိုလူတို့ကျွန်တော်မတွေးတာအောင်တော့ကြာပြီနော်ဒီနေ့ဗီဒီယိုကတော့ကျွန်တော် subscriber 3000ခွဲပြည့်ရင်တင်ပေးမယ်ဆိုရယ် special ဗီဒီယိုပဲဖြစ်ပါတယ်။ဘာအကြောင်းရလဲဆိုတော့ကျွန်တော်နောက်မှမြင်နေရတဲ့ horror entity မိတ်ဆက်ပါ။နောက်လာမယ့်ဗီဒီယိုမှာတော့ဒီအကောင်နဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်လက်တွေကိုကျွန်တော်ရှင်းပြပေးပါမယ်။အခုတော့ခင်ဗျားတို့စမ်းစော့ကြည့်လိုက်အောင်ကျွန်တော် description မှာရော pin comment မှာရောကျွန်တော် download link ချပေးထားတယ်။